ကျွန်တော်ဒီနေ့ညတော့စာရေးဆရာတာတီရဲ့ဆရာပြန်ပြီးဖျားကလေးဆိုတဲ့ပရလောကဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျုပ်တို့ရွာနဲ့တော့10တိုင်လောက်ဝေးတယ်ဗျ10တိုင်ဆိုတာက-30ကိုပြောတာလေဗျာရွာနာမည်ကဖျားကလေးတဲ့ရွာဦးမှာထုံးဖြူဖြူနဲ့ရှီဟောင်းစီဒီတဆူရှိတယ်ဇီဒီကတော့9000ပြည့်ဇီဒီပါဗျာလက်ရကမျက်နှာနဲ့ကိုတိတယ်ဗျတော်တော်ကိုရှီးကြတဲ့လက်ရပါအဲ့ဒီမှာဖျားလေးကိုဆွဲပြုတ်ပြီးတော့ဒီရွာကိုလည်းဖျားကလေးရွာလို့ပဲခေါ်ကြတယ်ဖျားလေးကရွာဝင်လန်းရဲ့တောင်ဘက်ကုန်းမြင့်လေးပေါ်မှာတီးထားတာဗျတချို့ကတော့ဖျားလေးကုန်းမြင့်လို့ခေါ်ကြတယ်ဒါပေမဲ့ရွာကန်လူတွေကတော့ဆရာကြီးကုန်းလို့ပဲခေါ်ကြတယ်ဗျအဲ့ဒီကုန်းပေါ်တက်ပြီးတော့အဋိဌံဝင်တဲ့ဆရာတွေအစီရင်လုပ်တဲ့ဆရာတွေကဒီကုန်းပေါ်ကနေရုပ်ပြက်ဆင်းပြက်ကိုဆင်းပြေးရတာတဲ့ဗျပြေးရပြီဆိုရင်လည်းနောက်ကိုယ်တော်တစ်ချက်လှည့်မကြည့်ရဘူးဆိုပဲနောက်လှည့်ကြည့်တဲ့သူကတော့တာဟာလန့်သွားတာနှာကိုနှက်ယူရတာဗျဖိုးသူတော်ကြီးတယောက်တည်းဗျလူတယောက်တက်လာတယ်လို့ဖះကုန်းပေါ်ကိုလှေကလေးကနေတက်လာတာဆိုပဲပြီးတော့ဖះရဲ့စနီတောင်းမှာအခင်းလေးခင်းပြီးတော့ဖះရှင်ခိုးတာတဲ့ဗျဖះပေါ်မှာရောက်နေတဲ့ဆရာကလည်းသူ့အလုပ်သူလုပ်တာပေါ့ဗျာအဋိဌံပရိစိတ်ရင်စိတ်မယ်ဒါမှမဟုတ်အင်းချရင်လည်းချမယ်ဆေးဖျောင်းနိုင်စီရင်ခြင်းရင်စီရင်မယ်ပေါ့ဗျာကိစ္စပြီးတော့မယ်ဆိုတာနဲ့ဖိုးသူတော်ကသူယူလာတဲ့ကြီးစီကိုထထုတော့တာဗျအဲ့ဒီကြီးစီတန်ကိုကြားရတဲ့လူတိုင်းကတဖြည်းဖြည်းနဲ့ကြောက်လာတယ်ဆိုပဲဘာကိုကြောက်မှန်းမသိကြောက်လာကြတာလေဗျာဖိုးသူတော်ကလည်းသူ့ရဲ့ကြီးစီကိုမနာရန်ထူတော့တာပဲတဲ့နောက်ဆုံးတော့ဆရာတွေကဖះကုန်းလေးပေါ်ကနေရုပ်ပြက်ဆင်းပြက်ကိုပြေးစင်ကြရောဗျတချို့ဆရာကဖះကုန်းအောက်ကိုရောက်တော့ဖះဘုတ်ကိုပြန်ပြီးလှည့်ကြည့်ကြတယ်တဲ့9000ပြည့်စီဒီနဲ့အမြင့်အတူတူပဲတဲ့ဗျာအရက်9000ရှိတဲ့ဖိုးသူတော်ကြီးကဖះပေါ်မှာမာမကြီးရက်ပြီးတော့မျက်လုံးပြူးပြူးကြီးနဲ့ကြည့်နေတာဆိုပဲအဲ့ဒါကိုကြက်တိတ်သေးပြီးစက်ကြည့်နေလို့ကတော့လက်ထဲကကြီးစီကိုထထူတော့တာဗျအဲ့ဒီအချိန်မှာအကြောက်လွန်နေတဲ့ဆရာကလည်းခွေကနေလဲကြပြီးတော့သတိတွေပါလစ်သွားတော့တာပေါ့ဗျာဖះလေးကုန်းကကြီးစီတန်နေကြားပြီဆိုတာနဲ့ရွာကလူကြီးတွေကအော်ကြားဟစ်ကြရင်ရွာတွေကယောက်ျား4-5ယောက်လောက်ဖះလေးကုန်းဘက်ကိုပြေးကြည့်ရတယ်ဗျဟဲ့သွားကြပါဦးဟဲ့ဖះလေးဘက်ကကြီးစီတန်နေကြားနေလို့ဖိုးသူတော်ကဘာတွေလုံးနေပြန်ပြီလဲမသိပါဘူးသွားကြည့်ကြပါဦးဟဲ့သူတို့သွားကြည့်တော့ဖိုးသူတော်ကမရှိတော့ဘူးတဲ့အဲ့ဒါနဲ့ပဲသတိမိနေတဲ့ဆရာကိုခေါ်ပြီးတော့ရွာထဲမှာနှာနဲ့ယူကြရတဲ့ဗျအဲ့ဒီဆရာတွေဆိုတာလဲသတိရသွားရင်ရှက်ပြီးတော့တန်းပြန်ကြတာဆိုပဲဖះလေးရွာသားတွေကိုယ်တိုင်လဲဒီဖိုးသူတော်ကိုကြောက်နေကြတာဗျဖះကုန်းပေါ်ကိုတယောက်တည်းနှစ်ယောက်တည်းမသွားရကြဘူးဗျဖះပန်းလဲတာတို့ဖះရင်ပြင်တမျက်စီးလဲတာတို့ဆိုရင်တော့4-50ယောက်သွားပြီးတော့လုံးကြရတာဗျဖះလေးရွာသားတွေလဲကြိတ်ပြီးတော့ဆရာရှာနေကြတာဗျဒီဖိုးသူတော်ကိုသူတို့ရွာဖះကနေနှင်ထုတ်ချင်နေကြတာဗျဒါပေမဲ့သူတို့ရှာလာတဲ့ဆရာတွေကလည်းဖိုးသူတော်ရဲ့ကြီးစီတန်ကိုမခံနိုင်တော့အလဲလဲအကွဲကွဲနဲ့ပြေးကြရတာကြီးပဲဗျဖះလေးရွာသားတွေကဇွဲကတော့လွတ်ကောင်းနေဗျဒီကိစ္စကိုနည်းနည်းမှလက်မလျှော့ပါဘူးဗျာဆရာကိုပဲပတ်ရှာနေကြတယ်ဖះလေးမှာကျုံနဲ့မျိုးเจ้าတုံကအတူတူတက်ခဲ့တဲ့ငကြောဆိုတဲ့ကောင်တစ်ကောင်ရှိတယ်ဗျတရက်တော့ငကြောကကျုပ်စီကိုဆိုက်ဆိုက်မြတ်မြတ်ရောက်လာရောဗျဟာဟဲ့ကောင်ငကြောဝမ်းသာလိုက်တာတငယ်ချင်းဟာလာလီကွာကျုပ်ကငကြောကိုတွေ့တော့တော်တော်ကိုဝမ်းသာသွားတာဗျဒီကောင်ကလည်းကျုပ်လိုပဲဝမ်းသာရှာပါတယ်ဗျာထုံးစံအတိုင်းပေါ့ဗျသူ့မိဘတွေအကြောင်းအလုပ်အကိုင်အကြောင်းရက်ရွာအကြောင်းတွေမေးကြမြန်းကြတာပေါ့ဗျာပြီးတော့မှပဲငကြောကသူတို့ဖះလေးရွာမှာဖြစ်နေတဲ့ဖိုးသူတော်တစီအကြောင်းကိုပြောပြတော့တာဗျကျုပ်တော်မှတော်တော်အံ့ဩသွားတယ်ဗျာတာတီငါအခုလာတာကမင်းကိုလာပင့်တာပဲကွာဟေးမင်းကငါ့ကိုလာပင့်နေဟုတ်လားငကြောအေးလီတာတီဟာမင်းတဲ့ရင်တွေကငါတို့ဖះလေးမှာလဲကြောနေတာပါကွာဟာငကြောကလည်းငါကဆရာမမဟုတ်တာကွာဆရာတွေနဲ့ရှောက်လိုက်ပြီးတော့ဆက်စုဘူးတာပဲရှိတာပါအခုမင်းပြောတဲ့ဖိုးသူတော်တစီကတော်ယုံဆရာနဲ့ရားမဲ့ပုံမပေါ်ဘူးကွာဟာကောင်တာတီကငါတို့ကလည်းအဲ့ဒီဖိုးသူတော်ကိုနှင်ထုတ်ပေးဖို့မင်းကိုလာခေါ်တာမဟုတ်ပါဘူးငါတို့ကအဲ့ဒီဖိုးသူတော်ကိုနိုင်မဲ့ဆရာကြီးတယောက်ရွာကိုပင့်လာခဲ့ပြီကွာဒါပေမဲ့အခက်အခဲကဒီလိုကွာဒီဆရာကြီးကအသက်ကလည်း80ကျော်ပြီးမျက်စိကလည်းတော်တော်လေးကိုမှုံနေပြီနားကလည်းတော်တော်လေးနေပြီကွာဒါပေမဲ့သူ့ရဲ့ပညာကတော်တော်ကိုထပ်ပုံရတယ်အဲ့ဒါသူ့ကိုဖះကုန်းပေါ်တွဲခေါ်သွားပြီးတော့သူနဲ့အဖော်လိုက်ပေးမဲ့လူတယောက်လိုးနေတာရှာလို့မရဘူးဖြစ်နေတာဟိငါတို့ရွာသားတွေကလည်းတယောက်မှဒီဆရာကြီးနဲ့မလိုက်ရဲဘူးကွာငါကအစဆိုရတော့ကွာဩဒီလိုလားဒါနဲ့မင်းတို့ဆရာကြီးရဲ့နာမည်ကဘသူတဲ့တုံးကွာဦးတုံနဲ့ကွာဆရာတုံလို့ခေါ်ကြတယ်ငယ်ငယ်ကတော့သူလဲနေတကာလှည့်ပြီးဆေးကူလာတဲ့ဆရာတယောက်ပဲကွာဒါဆိုရင်ငါကဒီဆရာကြီးရဲ့တပည့်လုပ်ပြီးလိုက်ရမယ်ဆိုပါတော့အေးဟုတ်တယ်တငယ်ချင်းရဲ့ငါတို့တရွာလုံးဒီဖိုးသူတော်အတွက်တော်တော်ကိုစိတ်ညစ်နေကြတာကွာကြောက်လဲအရန်ကြောက်နေကြတာပေါ့
ဖျားမှလည်းအရင်လိုလူသူအယောက်ပေါက်တိတ်မရှိတော့ဘူးကွာတော်တော်ကို၆ကပ်နေပြီဒီဖိုးသူတော်ရဲ့အနေထားကတိတ်မလွယ်ဘူးလို့ကျုပ်ကထင်တာနဲ့ပုပ္ပါယုံကျောင်းကကျုပ်ဆရာတော်ကိုအကျိုးချောင်းလျှောက်ပြီးတော့တစ်ဆုံးတောင်ဝေးကိုယူလာခဲ့တာဗျငကြော်လာခေါ်တဲ့လှဲနဲ့ပဲကျုပ်ကလိုက်ခဲ့တာဗျဖျားလေးရွာရောက်တော့ညနေဆောင်းနေပြီကျုပ်ကငကြော်တို့အိမ်မှာထမင်းစားတယ်စားတော့ပြီးတော့တကြီးဥပဆိုရဲ့အိမ်ကိုလိုက်ခဲ့ရတယ်ကျုပ်တကြီးအိမ်ကိုရောက်တော့တကြီးကကျုပ်ကိုမေးတယ်ဗျဩမောင်တာတီဆိုတာဒီတငယ်လားကွဆရာတုံလို့ခေါ်တဲ့အဖိုးကြီးကကျုပ်ကိုသူ့အနားခေါ်ပြီးတော့ကျုပ်ရဲ့ခေါင်းကြီးပခုံးကြီးကိုလက်နဲ့ဆန်းကြည့်တယ်မောင်တာတီဒီကိစ္စကိုအချိန်မဆွဲဘဲနဲ့ဒီညာပဲမြန်မြန်ရှင်းပြရမယ်ကွမောင်တာတီကျုပ်ရဲ့တပည့်လုတ်ပေါ့ကွပြီးရင်ကျုပ်ခိုင်းတဲ့အတိုင်းရဲရဲဝုန်းဝုန်းသာလုပ်ဘာမှမကြောက်နဲ့ကြားလားဟုတ်ကဲ့ပါဆရာကြီးအေးကွယ်ကျုပ်ကမျက်စိကလည်းမမြင်နားကလည်းမကြားဆိုတော့မောင်တာတီကပဲကျုပ်ရဲ့ဘေးမှာထိုင်ပြီးတော့မြင်နာတွေဘာတွေကိုပြောပြမှာဖြစ်မှာကွပြီးတော့မောင်တာတီလုံးရမှာတွေကိုကျုပ်ကပြောမယ်ဒီဖိုးသူတော်တစီကလူရီလူသွားလာနေထိုင်နိုင်တယ်ဆိုတာအတိတ်ဘဝကသူ့လုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေကလည်းရှိနေတာဟုတ်ကွသူအမြဲဆောင်ထားတဲ့ကြီးစီကလူဘဝတုန်းကအလှခံရင်သူထူးတဲ့ကြီးစီကွအဲ့ဒီကြီးစီကတိတ်တိရစွမ်းနေဝင်းနေတယ်တစီဘဝမှာသူကအဲ့ဒီကြီးစီကိုပြန်ရသွားပြီးတော့ဒီကြီးစီရဲ့တိတ်တိရစွမ်းတွေကိုတလွဲသုံးနေတာမောင်တာတီရဲ့မောင်တာတီမှတ်ထားရမှာကကျုပ်ဂါရာတွေရွတ်တဲ့အခါဒီဖိုးသူတော်ကိုတေချာကြည့်နေရမယ်တစ်ချိန်မှာသူငိုက်ကြသွားလိမ့်မယ်အဲ့ဒီအချိန်မှာမောင်တာတီကပြေးပြီးတော့သူ့ရဲ့ကြီးစီကိုလူယူလိုက်ပြီးရင်တော့ဟော်ရီကျိုးနဲ့ကြီးစီကိုဇောက်ထိုးပြန်ချီလိုက်ရမယ်ဗျာကြီးစီကိုဇောက်ထိုးဘလို့ချီရမှာတော့ဆရာကြီးရဲ့ကြီးစီရဲ့နရွက်နှစ်ဖက်မှာဟော်ရီကျိုးတစားစီချီပြီးတော့ဆွဲလိုက်ရင်ကြီးစီကဇောက်ထိုးဖြစ်ရောပေါ့ကွယ်အော်ဟုတ်ကဲ့ဆရာကြီးကျုပ်သိပါပြီဒီကျိုးကရိုးရိုးကျိုးမဟုတ်ဘူးကွတိမ်ဝင်ထားတဲ့ကျိုးပဲပြီးရင်တော့ဒီကြီးစီလက်ခတ်ကိုယူထားရမယ်သူ့စီကလူတဲ့အခါကြီးစီပဲလူရမှာနော်လက်ခတ်ကိုလူစရာမလိုဘူးဒီလက်ခတ်ကရွာဦးရွာပြားမှာပေါက်တဲ့နရဲညောင်မင်းကအသားနဲ့လှုပ်ထားတာကွဒီလက်ခတ်နဲ့ကြီးစီကိုဇောက်ထိုးထူရမှာမောင်တာတီမှတ်မိတယ်မလားဟုတ်ကဲ့မှတ်မိပါတယ်ဆရာကြီးကဲဒါဆိုရင်သွားစို့ဟေ့ဖျောင်းနိုင်တုတ်တွေအမွှေးတိုင်တုတ်တွေကိုလွယ်ထဲထဲခဲ့ကွဖျားလေးရွာသားတွေကဆရာတုံနဲ့ကျုံနဲ့ကိုဖျားကုန်းအခြေအထိတော့လိုက်ဖို့ပေးကြတယ်ဗျကျုပ်ရဲ့ဆရာကြီးကတော့ဦးတုံဆိုတဲ့နာမည်နဲ့လိုက်အောင်လက်ကတုံနဲ့ပြူပရီးတကုန်းကိုကင်ထားတယ်ပြီးတော့သူကအတန်တုံနဲ့ဖျားရှင်ခိုးတယ်ဗျဟောလာပြီပြိုးလာပြီဖျားကုန်းပေါ်ကိုခါကိုင်းကြီးနဲ့တက်လာတာဗျကျုပ်စိတ်ထဲမှာဖိုးသူတော်ကြီးဆိုတော့ဝါဝကြီးများလားလို့ဗျာအခုတက်လာတဲ့ဖိုးသူတော်ကတော့ပိန်ပိန်ရှိရှိခါကိုင်းကြီးဗျအောက်မဲလက်ထဲမှာတော့ကြီးစီကိုတေးသေးချာချာကိုင်းလာတာပြိုးလေဘင်းမှာလည်းဇီးပြူသီးလုံးလောက်ရှိတဲ့စိတ်ပတိကြီးတကုံဆွတ်ထားတယ်ဒီတစီကလူအတိုင်းကိုသွာလာနေနိုင်တာပြိုးမသိရင်သူ့ကိုလူပဲထင်ကြမှာလေဗျာကြည်စမ်းမအောင်ဗျာဆရာကြီးနဲ့တလန်လောက်မှထိုင်တာဗျသူ့မှာပါတဲ့ပိတ်အဖြူခင်းလေးကိုခင်းလိုက်တယ်အောင်မဲတစီကကျုပ်ကိုမတိမတာတစ်ချက်ဆောင်းကြည့်တယ်ကျုပ်ကလည်းဇီဒီကိုမော့ကြည့်ချင်အောင်ဆောင်းလိုက်တာပေါ့ဗျာမောင်တာတီကျုပ်ဂါရာတွေစရွရတော့မှလားကျုပ်ကဆရာကြီးနောက်ကိုသွားပြီးတော့လက်ကုပ်လိုက်တယ်ဗျဆရာကြီးနဲ့ကျုပ်နဲ့လမ်းမကလေးကလှုပ်လာတဲ့အချိတ်ဆက်ပေါ့ဗျာဆရာကြီးကနားလုံးဝကြားတော့တာမှမဟုတ်တာဟာရွတ်ပြီပြို့ဆရာကြီးကဂါရာတွေကိုစရွတ်ပြီဖိုးသူတော်တစီကြီးကလည်းလေပင်ကပတိကြီးဖြုတ်ပြီးတော့စိတ်နေတာဗျကျုပ်ကတော့တစီကိုမျက်ချိမပြတ်ကြည့်နေတာဆရာကြီးကဂါရာတွေရွတ်တစီကတော့ပတိကြီးစိတ်ပေါ့ဗျာခဏကြာတော့ဖိုးသူတော်တစီကြီးကခေါင်းကြီးရှိငိုင်းဆိုင်ကြပြီးတော့ငိုင်းနေပြီပြို့ကျုပ်ကလည်းသူ့ပေါင်ပေါ်မှာတင်ထားတဲ့ကြီးစီကိုပြေးပြီးတော့ယူလိုက်တာပေါ့ဗျာလက်ခတ်ကတော့မယူရဘူးလေဗျာဆရာကြီးရဲ့နရဲညောင်သားနဲ့လှုပ်ထားတဲ့ကြီးစီလက်ခတ်ကကျုပ်ရဲ့ခါးကြားမှာထိုးထားတာဗျဆရာကြီးပေးထားတဲ့တိမ်ဝင်ကျိုးနဲ့ကြီးစီကိုခက်မြက်မြန်ဇောက်ထိုးချီလိုက်တယ်ပြီးတော့ခါးကြားကညောင်သားလက်ခတ်ကိုယူပြီးအစင်သင့်လှုပ်ထားလိုက်တယ်ဗျဟောဖိုးသူတော်တစီကသတိဝင်သွားပြီဗျအိမ်ငိုက်နေရာကနေစက္ကနဲဖြစ်သွားပြီးတော့သူ့ပေါင်ပေါ်မှာတင်ထားတဲ့ကြီးစီကိုကောက်ကန်လိုက်တယ်ဒါပေမဲ့ကြီးစီမရှိတော့ပဲလက်ခတ်ကပဲသူ့ရဲ့လက်ထဲပါသွားတာဗျဖိုးသူတော်တစီကြီးကမျက်လုံးပြူးကြီးနဲ့ဆရာကြီးကိုကြည့်နေတယ်ဟောဝုံကနေမတ်တက်ထားရလိုက်ပြီဗျဒါတွေကိုကျုပ်ကပဲမြင်နေရတာလေဗျာဆရာကြီးကတော့မြင်လဲမမြင်ကြားလဲမကြားရတော့ဂါရာတွေပဲရွတ်ဖက်နေတာဗျဖိုးသူတော်တစီကြီးကဆရာကြီးကိုသူ့ရဲ့ပရိကြီးနဲ့ရိုက်ဖို့ပြေးလာတာဗျကျုပ်ကလည်းဆရာကြီးမှာထားတဲ့အတိုင်းကြီးစီကိုထူလိုက်တာပေါ့ဗျာဟာကျုပ်တသက်မှာဒီတစ်ခါပဲကြီးစီကိုဇောက်ထိုးထူတာဗျအတန်ကြီးကတမျိုးကြီးပဲဗျာတစီကတုံခနဲ့ရက်သွားတယ်ကျုပ်ကိုမျက်လုံးပြူးကြီးနဲ့ကြည့်နေတယ်ဗျဟာ
ကျုပ်စီကိုပြေးလာနေပြီဗျို့ကျုပ်ကလည်းကြီးစီကိုပဲဇက်တိုက်ထူတော့တာပေါ့ဗျာဟောဖိုးသူတော်ကြီးကရှေ့ကိုမတိုးတော့ဘူးဗျဖိုးသူတော်တစီကတဇက်ဇက်နဲ့တုံနေပြီဗျို့တစီကဒူးထောက်ပြီးတော့ထိုင်ချလိုက်တယ်ဗျအန်နေကြိတ်ပြီးတော့ဆရာကြီးကိုထားတတ်တော့မလို့ကြည်နေတာဗျာငါကြီးစီကိုပြန်ပေးဟာအတန်ထွက်တယ်ဗျို့တစီကကျုပ်ကိုစိုက်ကြည့်နေတာဗျကျုပ်ကလည်းကြောထဲမှာစိတ်ငနေဖြစ်ပြီးတော့ကြက်သိန်းတွေကိုဖြန့်ခနဲ့ထားသွားတာပေါ့ဗျာစိတ်ထဲမှာကြောက်တယ်လို့ဖြစ်လာလေကြီးစီကိုပို့ပြီးတော့ထူးလေပေါ့ဗျာကျုပ်ရဲ့ဂျိုင်းကြားထဲမှာထနောင်းကုန်းကကျုပ်ဆရာတော်ပေးလိုက်တဲ့တစ်ဆုံးတောင်ဝေကိုလည်းညှက်ထားသေးတယ်ဗျကျုပ်ကိုတခုခုလုံးလို့ကတော့တစ်ဆုံးအကြောင်းကောင်းကောင်းသိသွားမှာပေါ့ဗျာတစ်ဆုံးပင်ဆိုတာမဖဲဝါကိုယ်တိုင်အဆောင်ချပြီးတော့ကာကွယ်ရတဲ့အပင်ဗျမျက်စိနဲ့မြင်ရတဲ့အပင်မဟုတ်ဘူးလေဗျာကျုပ်တော်မှမျက်ကွင်းစေးကွင်းပြီးတော့နှုတ်ယူခဲ့ရတာအဲ့ဒီတစ်ဆုံးသားနဲ့လှုပ်ထားတဲ့တောင်ဝေးလေဗျာမောင်တာဒီတစီကိုကျုံနာခေါ်လိုက်ဆရာကြီးနာမှာရိုးရိုးသေးသေးဒူးထောက်ပြီးတော့ဆရာကြီးရဲ့အမိန့်ကိုနားခံကျုပ်ပြောတဲ့အတိုင်းဖိုးသူတော်တစီကလိုက်လုပ်တယ်ဗျူကျုပ်ကတော့လက်ထဲကကြီးစီစောက်ထိုးကိုမပြတ်ထူးနေရတာပေါ့ဗျာကျုပ်ကဆရာကြီးကိုလက်နဲ့၃ချက်ကုတ်လိုက်တယ်ဒါဆရာကြီးပြောထားတဲ့အချက်ပေးသင်္ကေတလေဗျာဆရာကြီးကသဘောပေါက်သွားတယ်ဗျကျုပ်ကကြီးစီစောက်ထိုးကိုထပ်ပြီးတော့ထူးလိုက်တာဗျူဟာတစီကပြေးပြီဗျို့ပြေးပြီဖျားကုန်းပေါ်ကနေဆင်းပြီးတော့ပြေးပြီဗျအဋိဋ္ဌံဝင်တဲ့သူတွေဆရာသမားတွေကိုဒီဖျားကုန်းပေါ်ကဆင်းပြေအောင်အမြဲလုပ်ခဲ့တဲ့ဖိုးသူတော်တစီကြီးကတော့ခါကြီးကိုင်းနဲ့ဆင်းပြေသွားပြီဗျို့ဒီတစ်ခါတော့ဆရာပြန်ပြေးဖျားလေးမဟုတ်တော့ဘူးပေါ့ဗျာတစီပြန်ပြေးဖျားလေးဖြစ်သွားပြီလေဗျာဒီကုန်းကိုဆရာပြေးကုန်းလို့ခေါ်စရာမလိုတော့ဘူးဗျတစီပြေးကုန်းလို့ပဲခေါ်ရတော့မှာဗျို့ကျုပ်ကလှေကားထိတ်အထိလိုက်ပြီးတော့ကြီးစီကိုထုပေးတယ်ပြီးတာနဲ့ဆရာကြီးနာကိုပြန်လာပြီးလက်နဲ့နှစ်ချက်ကုတ်လိုက်တယ်ဗျမောင်တာဒီသွားပြီလားကွသွားပြီဆရာကြီးရေသွားပြီဗျကျုပ်ကဆရာတုံရဲ့နာနာကိုကပ်ပြီးတော့ခက်ကြဲကြဲအော်ပြောလိုက်တာဗျို့ကဲဒါဆိုရင်ရှင်းသွားပြီပေါ့ကွကျုပ်တို့တွေအချင်းချက်လုပ်ခဲ့တဲ့အတိုင်းဖျားလေးကလူတွေကိုမီးပြပြီးတော့ခေါ်လိုက်ပြီးတော့မောင်တာဒီရေကျုပ်ကလွယ်ကြီးတဲ့က9000ထိုးလက်နေဓမီကိုထုတ်ပြီးတော့ရွာဘက်ကိုမှိတ်လိုက်ဖွင့်လိုက်လှုပ်ပြတာဗျို့ဟောရွာဘက်ကလည်းအချက်ပြန်ပြတယ်ဗျခဏနေတော့ရွာသားတွေကဖျားကုန်းမော်ကိုစူညံနဲ့တက်လာကြတာဗျို့တကြီးဥပဆိုလဲပါလာတာကိုဗျရွာသားတွေကဖျားလေးရဲ့ရင်မြင်တော်ပေါ်မှာဖျောင်းနိုင်မိတွေတက်ထွန်ကြတယ်ဖျားရဲ့လုံးဘက်တော်မှာလည်းဖျောင်းနိုင်နေလိုက်ပြီးတော့ထွန်းကြီးကြတယ်ရွာဘက်ကစူညံအတန်နေကြလို့ကျုပ်ကထွက်ကြည့်တာဗျဟာရွာသားတွေကရွာပြင်ကိုထွက်ပြီးကြီးနေကြတာ哦ဖျားမှလည်းမီးတွေကိုထိန်သွားရောဗျို့ခဏနေတော့ရွာကလူတွေကဖျောင်းနိုင်တို့တွေယူပြီးထပ်လိုက်လာကြတယ်ဖျားကုန်းပေါ်တက်တဲ့လှေကလေးတွေမှာပါမီးတွေကိုထွန်းကြတာဗျို့ဖိုးသူတော်တစီရဲ့ကြီးစီနဲ့လက်ခတ်ကိုဆရာကြီးဦးတုံကိုအပ်လိုက်ကြတယ်ကိစ္စအလုံးပြီးသွားတော့ဖျားလေးကနေကျုပ်ကရွာကိုပြန်ခဲ့တယ်ကျုပ်ရဲ့တငယ်ချင်းငကြော်ကပဲကျုပ်ကိုလှဲနဲ့လိုက်ပို့တာပေါ့ဗျာဖျားလေးရွာသူတွေရက်ကန်းခတ်ထားတဲ့တပတ်မာဖလာနဲ့မြေပဲနှမ်းစီပုံးရည်ကြီးထညက်ဟာစုံနေတာပေါ့ဗျာကျုပ်ကိုလက်ဆောင်ပေးလိုက်ကြတာဗျို့